ပုဂ္ဂလအနာဒရကိုယ်နဲ့အတူတကွနေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာကျိုးသေးလေးစားမှုဂါရဝဆိုတဲ့မင်္ဂလာတရားပျက်စီးသွားတယ်သူတို့ကတော့ကောင်းတဲ့ထင်ပြီးလို့ကြဂါရဝတရားပျက်စီးသွားတယ်ပြစ်ချင်တဲ့နေရာမိုက်ပြစ်ကားစီးသွားတယ်ကားပေါ်ကနေပြစ်ချရတယ်မိုက်တယ်အဲ့ဒါဂါရဝတရားလေးစားပျက်စီးတယ်နောက်တစ်ခါဓမ္မဂါရဝဓမ္မဂရုဓမ္မအနာဒရဓမ္မအနာဒရဆိုစိကံဥပဒေကိုလေးစားတာအဲ့ဒီဓမ္မအနာဒရဆိုရယ်စိကံဥပဒေကိုလေးစားမှုလေသူ့မှာပျက်စီးသွားလေးစားမှုကနှစ်ခုရှိတယ်ပုဂ္ဂိုလ်ကိုလေးစားတာတစ်ခုစိကံဥပဒေတရားဓမ္မကိုလေးစားတာတစ်ခုအဲ့ဒီစိကံကိုမလေးစားရင်လည်းအပြစ်ပဲပုဂ္ဂိုလ်ကိုမလေးစားရင်လည်းအပြစ်ပဲလမ်းပေါ်မှာအမိုက်ချသွားတဲ့ပုဂ္ဂိုလ်ဟာစိကံကိုလည်းမလေးစားရောက်တယ်လမ်းတော်လမ်းလာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မြည်သူကိုမဆိုပုဂ္ဂိုလ်တွေကိုလည်းမလေးစားဘူးလို့ဒီလိုထည့်ပဲရောက်တယ်ဒါလည်းအပြစ်ရှိတယ်လို့ခေါ်နော်ပြစ်ရှိတယ်လို့ခေါ်အိမ်လမ်းမှာရှိတဲ့အမိုက်ကလေးကောက်တယ်ဟိုဟာပြစ်ရှိတယ်ဆိုရင်ဒါကောင်းကျိုးရတယ်ကုသိုလ်ဖြစ်တယ်လူတကာသွားတဲ့လမ်းမှာအမိုက်တရားကိုဖယ်သွားတာကိုဘာခေါ်တော့မေတ္တာကာယကံလို့ခေါ်တယ်ချမ်းသာကြပါစေချမ်းသာကြပါစေပဇာကသာအော်နေပြီးတော့လက်ကချင်းကိုတစ်ဖြတ်ဖြတ်ရိုက်နေနော်သရောရီချမ်းသာကြပါစေပြောပြီးချင်းလာကြိုက်ဖတ်ကနေချတဲ့ရှင်တွေကအမုန်းတရားကိုဖယ်ရှားမပစ်ဖက်နဲ့ပဇာကပဲချမ်းသာပါစေလို့မေတ္တာပို့နေအဓိပ္ပာယ်မရှိဘူးအဲ့ဒါချမ်းသာကြပါစေလို့ပြောတယ်လမ်းမှာဆူးညောင်းခလုံးတွေ့တာလေးတောင်ဖဲမသွားဘူးဆိုရင်တသူရဲ့ချမ်းသာတယ်ဆိုတဲ့စိတ်ဟာတကယ်အစစ်မှန်မဟုတ်တော့ဘူးတကယ်ချမ်းသာစေခြင်းဒီလမ်းပေါ်လျှောက်တဲ့လူတွေခလုံးမထိဆူးမကြီးကြပါစေနဲ့ဆိုဖဲထားခဲ့ပေါ့ဟောကုသိုလ်ရဖို့ရတွေကိုပြောပြတာနော်မကားဆိုတဲ့လူဟာဘာစလုပ်ထားတော့ဆိုလမ်းသွားလမ်းလာတွေခလုတ်မတိစူးမကြီးရအောင်မိုက်တဲ့ကစပြီးတော့ဖယ်ရှားတယ်ခလုတ်ကသိန်းနေရှင်ဖယ်ရှားတယ်ခြိုင်းရှိလို့ရှင်ဖို့ခဲ့တယ်အဲ့ဒါကုသိုလ်ရတဲ့အလုပ်တွေပဲအလုံးကိုကုသိုလ်ရတဲ့အလုပ်တွေလူတွေကပတ်စံကုန်မှကုသိုလ်ရတယ်ထင်တယ်မလက်ကြီးထိုးပြီးအလှကြီးပေးမှကုသိုလ်လို့ထင်တာပတ်စံမကုန်တဲ့ကုသိုလ်တွေအများကြီးပဲဟုတ်လားပတ်စံမကုန်တဲ့ကုသိုလ်အခုတရားနာနေတာလည်းကုသိုလ်ရတယ်ဘာကြောင့်ကုသိုလ်ရတာတော့ဆိုတရားအသိတွေသိနေတာကွာဒါပညာဆိုတာကုသိုလ်ပဲလေကိုယ်ရင်လည်းကောင်းကျိုးချမ်းသာပေးစေတတ်တဲ့အရာကိုကုသိုလ်လို့ခေါ်တာအဲ့တော့အဲ့လိုတန်ရှင်းရေးလုပ်ပြီးအရှိတ်အာဝါဒကောင်းတဲ့သစ်ပင်တွေဆိုလို့ရှိရင်သူကသစ်ပင်အောက်မှာရှင်းထားတဲ့အခါကျတော့လမ်းတော်လန့်လန့်လူတကာကအဲ့သစ်ပင်ရိပ်လေးအောက်ရှင်းလေးဆိုဝင်ပြီးရိပ်ခိုကြတယ်နားကြတယ်အဲ့ဒါကိုသူကကြည့်တယ်ဩလူတွေဟာတန်တန်ရှင်းလှလှပပလှုပ်ထိုင်ကြိုက်တယ်ဆိုတော့သူသဘောပေါက်တာလူတွေဟာကောင်းတာလှုပ်ထိုင်ကြိုက်တယ်လို့ဆိုသူသဘောပေါက်တာပေါက်လာတဲ့အခါကျအများကြိုက်တဲ့အများသဘောကြတာငါလှုပ်မယ်ဆိုပြီးအဲ့လိုလှုပ်တယ်အဲ့တော့လှုပ်ရင်းနဲ့သူ့အလုပ်ကခြေပြန့်လာလမ်းနေပြင်းနေအရေးအဝါဒကောင်းသစ်ပင်တွေစိုက်တယ်သစ်ပင်အောက်တွေရှင်းတယ်အဲ့လိုလှုပ်လာတဲ့အခါကျတော့သူလှုပ်နေတာကိုမြင်တဲ့ရွာသူရွာသားတွေကမေးကြတယ်ကိုမကဘာလှုပ်တာတော့ဆိုဟာအများသဘောကျတဲ့အလုပ်ကျွန်တော်လုပ်တာပါဆိုဟိုလူကလည်းကျွန်တော်လည်းဝိုင်းလုပ်ပါမယ်ပေါ့ပြတက်လက်ယူဝိုင်းလုပ်အဲ့လိုလုပ်တဲ့လူတွေကတဖြည်းဖြည်းများလာတော့32ယောက်ထိအောင်ရှိတယ်သူ့အဖွဲ့ရက်ရွာတန်ရှင်းအောင်လုပ်တာဟုတ်လားရည်နေတာလည်းအဲ့လိုလုပ်ရင်ကောင်းတယ်ကြားလားလမ်းမေးမှာအမိုက်တရားတွေမရှိရအောင်ကိုယ်ရွာကြည့်လိုက်ရင်တန့်ပြန့်နေအောင်ဟောအဲ့လိုတွေလှုပ်ချတယ်ဆိုရင်လမ်းကဟာဒီရွာကတန့်ရှင်းလိုက်တာဒီမျိုးကတန့်ရှင်းလိုက်တာ
ဖြတ်သွားဖြတ်လာလူတွေကစိတ်ထဲမှာကြည်နူးသွားတယ်ဆိုအဲ့ဒီကြည်နူးစေမှုကိုပြုလုပ်ပေးတာမေတ္တာပဲလူတကာမြင်ကြည်နူးသွားစေရမယ်ကိုယ်အိမ်ရှိမှဖုံနေမထားစေရဘူးကြည်နူးအောင်လူတွေအတွက်တန်တန်မြဲမြဲဖြစ်နေရမယ်ဆိုပြီးတရားမင်းဖြစ်အောင်လုပ်တဲ့ကုသိုလ်အဲ့ဒီကုသိုလ်အလှကြီးပေးတာမဟုတ်ဘူးပတ်စံနေအများကြီးကုန်တာမဟုတ်ဘူးအဲ့ဒါလို့လုပ်လိုက်တာတရွာလုံးဟာတန်တန်ပြင်းပြင်းကြီးဖြစ်သွားတယ်အဲ့ဒါလို့လှုပ်ရင်းကနေပြီးနောက်ဆုံးမှာတပြည့်အုပ်ချုပ်တဲ့ရွာသက်ကြီးရဲ့မမှန်တဲ့ပေးမှုကြောင့်တပြည့်အုပ်ချုပ်တဲ့ဘုရင်ကအုပ်စုဖွဲ့ပြီးတော့လုံနေတဲ့လူတွေကိုအထင်လွဲပြီးတော့ဖန်ခံရသေးတယ်အဲ့ဒါတော့ဇာလံအကျယ်ပြောတော့ဖန်ခံလိုက်ရနောက်ဆုံးမှာအမှန်တရားဆိုတာပေါ်လာတာပေါ်လာတဲ့အခါကျတော့ဘုရင်ကသူတို့စင်တစည်းဆုချလိုက်ပြီးတော့အဲ့ဒီရွာကိုပါပိုင်စားခွင့်ပေးလိုက်တယ်ကုသိုလ်ကောင်းကိုပို့လုပ်ချသူတို့ရွာတိုးတက်သားရရေးပန်းဝရင်နေလှုပ်တဲ့ရေတွင်းရေကန်နေဖော်တယ်အဲ့ဒီရွာနာဖြတ်တန်းသွားလာတဲ့လူတွေဟာခိတ္တခဏအရေးခိုကြတယ်တဲကြတယ်ဆိုတာဖြစ်အောင်အကုန်လုံးလုပ်ပေးကြသူတို့ငွေကြေးလဲတက်နိုင်တဲ့လုံအားလဲရှိလာတဲ့အခါကျသူဓမ္မလို့ဆိုတာမဂရဲ့အမျိုးသမီးတူတဲ့သူဓမ္မသူ့ကိုအကြောင်းပြုပြီးတော့နတ်ပြည်မှာအခမ်းအနားဆုံးဒီလူရရနဲ့ပြောမယ်ဆိုရင်ဓမ္မယုံကြီးဗိမာန်ကြီးပေါ့နော်သူဓမ္မဆိုတဲ့ဗိမာန်ကြီးနတ်တပင်အစည်းအဝေးကျင်းပတဲ့ဗိမာန်ကြီးဖြစ်ပေါ်ခဲ့သူတို့လုပ်ခဲ့တဲ့ဥယျာဉ်ကတာဝရိန္ဒနတ်ပြည်မှာနန္ဒုံဥယျာဉ်ဆိုတာဖြစ်သွားတယ်သူတို့တူးခဲ့တဲ့ရေကန်ကဟိုမှာစိတ်တလာတာဥယျာဉ်တော်ကြီးဆိုတာဖြစ်သွားတယ်အဲ့ဒါလို့မခါတို့အဖွဲ့ဟာကုသကောင်းမှုလုပ်ကြအားတက်တဲ့ရော33ယောက်သူတို့တည်တဲ့အခါမှာတာဝရိန္ဒနတ်ပြည်ရောက်ပြီးတော့သူတို့မှာနတ်ချမ်းသာပုံမွားတွေလူပြည်တုန်းကလှုပ်ခဲ့တဲ့ဟာတွေအတိုင်းပဲဟိုမှာဒီတဲ့များစွာအစင်းမြင့်တဲ့ဗိမာန်တွေဥယျာဉ်တွေဘုံမိမ့်မှန်တွေကိုဆင်းနေရသွားတာကုသိုလ်ကောင်းမှုရဲ့အကျိုးဟာအမှန်တမ်းကြီးမားတယ်ဒါကြောင့်မို့ကိုတတ်နိုင်တဲ့ကုသိုလ်လေးကိုမှတ်တမဲ့မနေနဲ့ရရွာပြိုးပြသားရအောင်ကိုယ်ဒေသမှာရှိတဲ့ပုဂ္ဂိုလ်တွေသဘောတူတဲ့ပုဂ္ဂိုလ်တွေစုပေါင်းပြီးတော့လုပ်ကြမယ်၊ကိုင်ကြမယ်ဆိုရင်ပုံညသဟာယကုသိုလ်ကောင်းမှုပြုပေါ်ပြုပဲဖြစ်ပြီးတော့တန်ရှင်းသားရတန့်ပြတ်သွားမှာပဲဖြစ်တယ်ပေါ့တန်ရှင်းသားရတန့်ပြတ်ပြီးတော့တဏှီတဲ့ဖွံ့ဖြိုးတိုးတက်သွားအဲ့ဒီလိုလုပ်အောင်ကိုယ်တိုင်လှုပ်ခြင်းဟာကုသိုလ်ကောင်းမှုလှုပ်ခြင်းပဲဖြစ်တယ်ဒီလှုပ်တွေဟာကုသိုလ်မရဘူးလို့ထင်ပြီးတော့အစကောမှကုသိုလ်ရတာမျိုးလို့ထင်ပြီးမလှုပ်ဖဲနေတာကိုယ်ဘဝမှာနည်းနည်းဆုံးရှုံးမှုဖြစ်တယ်ဘဝလေးရလာတဲ့အခါမှာတန်မိုးရှိတဲ့ကိုယ်လက်ကလေးနဲ့ကိုယ်ကုသိုလ်လေးတွေရအောင်စိတ်ဓာတ်ကမှန်ကန်တဲ့အတွေးမြင်အသိဉာဏ်တွေနဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးတွေအရင်ရှိအောင်ကြိုးစားအထောက်အမယ်လို့ဆိုလို့တာဝရိန္ဒနတ်ပြည်မှာရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတစ်ချိန်တုန်းကလူဘဝကလူတွေပဲဖြစ်တယ်သူတို့ကကုသိုလ်ကောင်းမှုလို့သတ်မှတ်ထားတာ9မျိုးရှိတယ်တာဝရိန္ဒနတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်ဖို့အတွက်ဒီ9ခုတည်းဒီ9ခုလုပ်ပါလို့ပြောတယ်နတ်ပြည်သွားခြင်းညရင်အဲ့ဒါလုပ်ဖို့လိုတယ်နော်စိတ်ချရသော်ရကိုယ်တိုင်လည်းဟောထားတာနော်နံပါတ်1ကပါတော့ဆိုမာတာပိတိပရံစံတော်မိဘကိုယုသိလေးစားစွာပြုစုဆောင်ရှောက်ရမယ်မိဥဖာအိုတွေပြစ်မထားရဘူးကိုစားသလိုစားစေရမယ်ကြွေရမယ်မွေးရမယ်မိဘကိုဥစားပေးမိဘကိုပြုစုနေခြင်းဟာကြီးမားသောကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်ဒါတစ်ခုနော်ကုလိစိတ္ထပစာရိနာ
ကိုမျိုးကိုရွာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားသမှုပြုရမယ်တတ်နိုင်သမျှသူတို့ဝေယဝဆလုပ်ပေးတယ်ကြုံကြိုက်တဲ့အခါမှာကုညီတယ်ပံ့ပိုးတယ်ဟောအဲ့ဒီကုသိုလ်တွေဟာတာဝရိန္ဒနတ်ပြည်ကနတ်တွေကသူတို့နတ်ပြည်ဘဝရောက်ခြင်းအကြောင်းတကယ်ကောင်းတဲ့ကုသိုလ်တွေဖြစ်သူတို့သတ်မှတ်ထားလူတွေကတော့သိမသိဘူးဒါတွေကိုကုသိုလ်လို့ဟောဆရာရွာမှာရှိတဲ့မိဥဖာဟိုတွေကိုဂရုစိုက်တာနောက်တစ်ခါကျတော့တဏ္ဏံသခိလတံပံတံစကားပြောလို့ရှိရင်ဘယ်တော့မှရိုင်းရိုင်းဆိုင်ဆိုင်မပြောနဲ့ရှင်းရင်ကြည်ကြည်ပြောကို့အမေတိုင်အမေအဖေရွယ်ဆိုအဖေဦးကြီးအရွယ်ဆိုဦးကြီးပေါ့ဘယ်သူပဲဖြစ်ဖြစ်တလေးတစားပြောဆိုဆက်ဆံရိုင်းရိုင်းဆိုင်ဆိုင်ဆဲရေးဒါမျိုးတွေမလုပ်ရဘူးတဏ္ဏံသခိလတံပံတံအဲ့တော့စကားပြောတာရင်ကြည်ကြည်နဲ့ချိုးချိုးသားသားပြောခြင်းဟာလည်းကုသိုလ်ပဲရိုင်းရိုင်းဆိုင်ဆိုင်ပြောတာကိုဖရုဒဝါစာလို့ခေါ်တယ်နှုတ်ရဲ့ကြံတတ်မှုအဲ့ဒီဖရုဒဝါစာဆိုတာတစ်ဖက်သားရင်ထဲမှာအင်္ဂနဲ့ဖြစ်အောင်မပြောရအောင်ဒီလိုဆိုလို့နာကြီးတော့အောင်မပြောချိုးချိုးသားသားပြောရမယ်လို့ဆိုတယ်အဲ့ဒီစကားချိုးသားစွာပြောဆိုမှုလေးကိုပဲကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုနော်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုရိုင်းရိုင်းဆိုင်ဆိုင်ပြောတာတို့ဆွဆွဲတာတို့ကိုလူရဲ့ပါးစပ်မှာခုတ်ဖြတ်တတ်တဲ့ပစိန်တလက်ပေါ်ထွန်းနေခြင်းပဲမြတ်စွာဘုရားကအဲ့လိုခေါ်တယ်လူတွေဟာပါးစပ်နဲ့ကိုယ့်ကိုယ်ဖြည့်ဆည်းကြတယ်ကုထာရိဆိုင်တေမုခေလူတွေဟာကိုယ်ပါးစပ်ကိုမထိန်သည့်အတွက်ကြောင့်အပြောဆိုရက်စက်ကြမ်းတမ်းသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအဲ့ဒီတိုင်ခံနေရတယ်နော်ဒါကြောင့်မို့ဘယ်တော့မှအော်ဟစ်ကြမ်းတမ်းပြီးငယ်ငယ်တော့ကြားဘူးတဲ့လူတွေမှာလူတကာကိုစောင့်မြောင်းပြီးတော့ဩနာဝန်းကြတွေဟဲ့ဘသူခိုးသွားတာတော့နဲ့ဆိုပြီးတော့ဩနာဝန်းကြတယ်ဆဲတာနော်အဲ့လိုဟာမျိုးတွေဆဲကြနေရလူတွေအဲ့ဒါမျိုးပိုးဆဲသေးတယ်နော်သေနာကောင်လို့လည်းပြောတယ်ငယ်တော့ကြားဘူးတာလေဘယ်သေနာကောင်ကလှုပ်သွားတာတော့ဘယ်ဩနာဝန်းကြတွေကဒီအသီးခူးသွားသလဲလဲဆိုပြီးတော့အဲ့ဒီလိုဟာမျိုးတွေမပြောမိအောင်ဂရုစိုက်ရမယ်ဒီလိုဆိုလို့တဏ္ဏံသခိလတံပံတံပေတုနေယပဟာယိနာဆိုတယောက်နဲ့တယောက်မတက်အောင်ဂုံးမချောရဘူးနော်တူနဲ့တူကွဲပြားသွားအောင်စိတ်ထားကွဲသွားအောင်ဒီလိုဂုံးချောမှုမပြောရဘူးတဲ့ဒါလည်းပါစအနေနဲ့ရှောင်းရမယ်ဇီတုစရိုက်ဖြစ်တယ်ပေါ့နောက်တစ်ခုကဘာလို့ဆိုရင်ဝိနည်းမစ္စေရမလားကိုယ်သာသုံးမယ်ကိုယ်အတွက်ကိုယ်သာကိုကြည့်တတ်တဲ့မစ္ဆရိယတရားတစ်ဖက်သားကိုလုံးဝမရစေခြင်းနဲ့ဝန်တိုမှုဆိုတဲ့မစ္ဆရိယတရားရှောင်ရှားရမယ်တဲ့ကိုယ်သာသုံးမယ်ကိုယ်သာအခွင့်အရေးရခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးမရှိရဘူးကျေရောရမယ်နော်ငါလည်းလူဘဝနေတာခဏပဲငါတယောက်တည်းနေတာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်ရှိသမျှဟာအလုံးအတွက်ပဲဒီလိုလုံးနော်မြန်မာပြည်မှာတိုင်းရင်းဆရာတွေမစ္စရိယအာချီပြီးတော့စေတမဲဖွဲ့ထားနောက်စေတမဲဖွဲ့ထားကြာတော့စေနီးတွေပြောက်ကုန်မစ္စရိယလို့ခေါ်တယ်ဘာအကျိုးမှမရှိနော်ကိုသိတာလေးကိုဖွက်ထားဘယ်သူမှမပြောဘဲနဲ့ဖွက်ထားသေတော့ပါသွားတယ်အဲ့ဒီလိုမလုပ်ရဘူးတဲ့ကိုသိတာပြောပြဘယ်သူပဲဖြစ်ဖြစ်စ조사ရင်ဖြစ်မှာပဲအဲ့ဒါကြောင့်မို့ရှုပ်ဝက်ထားတယ်မရှိစေရအောင်ကို့မှာရှုပ်ဝက်တယ်ဆိုတာလူမသိသူမသိစေရမယ်
ရှုဝဲချက်ကိုပြောတာမဟုတ်ဘူးအများအတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုအများအကျိုးဖြစ်မဲ့ဟာတွေကိုရှုဝဲမထားရဘူးလို့ဆိုလို့နော်တွန့်တိုတာရှုဝဲတာဆိုတာအမျိုးမျိုးရှိတယ်ဟင်းကောင်းကောင်းလေးချက်ပြီးတော့အသားလုံးကောင်းကောင်းလေးကိုကြောင်အိမ်နဲ့ထည့်တော့ခတ်ထားရင်လည်းအဲ့ဒါမစ္စရိယကျန်တဲ့လူတွေမစားရဘူးဆိုနော်ဖွက်ထားအိမ်မှာတည်းပဲမစ္စရိယရှိတယ်ငါဟာမကင်နဲ့ဒါငါအတွက်နင့်အတွက်မဟုတ်ဘူးဆိုရှုဝဲတာအဲ့မျိုးဖြစ်တတ်တယ်မိသားစုတွေဂုံကျေးဇူးနဲ့ပတ်သက်လာရင်လေလူတယောက်အကြောင်းကိုလူတယောက်ကကိုယ်ရှိမှချီးမွမ်းနေလို့ရှိရင်မချီးမွမ်းနိုင်ဘူးမင်းမသိပါဘူးကွာဆိုပုတ်ချတယ်နော်အဲ့ဒါလို့ချီးမွမ်းတာကိုလည်းပဲမကြိုက်ဘူးလူတယောက်ကိုချီးမွမ်းရင်လည်းမကြိုက်ဘူးကိုယ်သာချီးမွမ်းရင်ချီးမွမ်းသူများချီးမွမ်းရင်မကြိုက်ဘူးဆိုတာအဲ့ဒါတွေအလုံးဟာမစ္စရိယတွေချင်းမစ္စရိယတရားတွေဟာကိုယ့်ကိုဖြစ်စီဒါကြောင့်မို့မခလူလင်တို့ဖွဲ့ရတော့သူတို့ကမစ္စရိယတရားကိုလည်းဖယ်ရှားတယ်တဲ့အိမ်မနေအလုံးအတွက်ဆိုတဲ့အနေနဲ့ပဲနေကြဘယ်သူပဲဖြစ်ဖြစ်ပွင့်ပွင့်လင်းလင်းဆက်ဆံပြောဆိုပြီးနေထိုင်ကြကိုယ်အတွက်လည်းမဟုတ်ကြိုက်တဲ့လူစားသွားဒီလိုအများအတွက်ပဲတူတူပဲစားကြတယ်ဒီလိုနေကြတယ်နော်ဝိနည်းမိစေရမနာသစ္စာကောဓာဘိဘုံနရံဆိုပြောလို့ရှိရင်ဘယ်တော့မှလိမ်မပြောဘူးတဲ့အမှန်တိုင်းပြောတယ်ဒါလည်းပဲဂုဏ်သိက္ခာတစ်ခုပဲအဲ့ဒီတစ်ခုတည်းနဲ့လည်းနတ်ပြည်ရောက်တာတွေရှိတယ်ပေါ့နော်ကောဓာဘိဘုံကိုဒေါသကိုချိုးနှိမ်တယ်ဒေါသကိုလွတ်မပေးဘူးအခုခေတ်ကတော့ဒေါသကိုရှေ့တန်းတင်လာတတ်အဲ့တော့စိတ်ဆိုးရင်စိတ်ဆိုးတဲ့ဒေါသကိုရှေ့တန်းမတင်ရဘူးချိုးနှိမ်ရမယ်ချိုးနှိမ်တဲ့လူကမှသူတော်ကောင်းဒေါသကိုဒေါသကိုကြီးထွားလာအောင်လုပ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းမဟုတ်ဘူးနိဒ္နာမှာကိုယ်ပဲနိဒ္နာမှာပဲဒါကြောင့်ကောဓာဘိဘုံအမြဲဒေါသကိုချိုးနှိမ်တယ်ဘယ်သူပေါ်မှာအညှို့အတေမထားဘူးစိတ်ဆိုးရင်လည်းခဏပဲစိတ်ဆိုးတဲ့ဒေါသကိုဖယ်ရှားပြစ်တယ်လို့ဆိုဒီလိုဖြစ်ရအလုံးပေါင်းလိုက်တော့9ခုရှိနော်မိဘကိုလှုပ်ကြွေးခြင်းအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားခြင်းရှင်ကြီးကြီးစကားပြောခြင်းခုံးတိုက်မှုကင်းခြင်းမစ္စရိယတရားကိုဖယ်ရှားခြင်းမှန်ကန်တဲ့စကားကိုသာပြောဆိုခြင်းနဲ့ဒေါသကိုထိမ့်သိမ်းချိုးနှိမ်ခြင်းအဲ့ဒီ9ခုအဲ့ဒီ9ခုကိုတာဝရိန္ဒနတ်တွေကဒီ9ခုဒီချင်းနေနဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုတကယ်သူတော်ကောင်းလို့ဆိုပြီးတော့ချီးမွမ်းကြတယ်နော်တော့9ခုလုံးပြည့်ရင်တော့မပြောနဲ့တော့ဒီထဲကကုသိုလ်ကောင်းမှုတွေကိုယ့်ရဲ့နဲ့ရောက်လာပြီကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာချီးမွမ်းမှုဖြစ်တယ်ရှင်မောကလန်ကတခါတာဝရိန္ဒနတ်ပြည်ကြွသွားတယ်ကြွသွားတဲ့အခါမှာဘုံမိမှန်လှလှပပတွေတွေ့ရင်ရှင်မောကလန်ကကြည့်တယ်ခုခေတ်ပေါ့ရှေးတသားလဲအိမ်လှလှလေးတွေပေါ်လာပြီထင်ပါတယ်တိုက်တွေလှလှလေးနော်တော့ဒီတိုက်ဘယ်လိုလုပ်ရတာတော့ရှင်မောကလန်တော့လိုက်မေးတယ်ခုတော့အဲ့လိုတော့မေးကြဘူးထင်ပါတယ်တိုက်ရှိတွေသွားပြီးတော့ဟာဒီတိုက်ကြီးကောင်းတာဘယ်လိုရတာတော့ဘယ်လိုစောင့်နိုင်တာတော့ရှင်မောကလန်ကတော့တာဝရိန္ဒနတ်ပြည်တက်သွားပြီးတော့ဘုံမိမှန်ကောင်းကောင်းနဲ့ရှိတဲ့ဘုံမိမှန်ဝသွားရလိုက်တဲ့အခါဘုံမိမှန်ရှင်နတ်သမီးတွေထွက်လာတော့ရှင်မောကလန်ကမေးတယ်အေးမင်းလူပြည်တော်ကဘာတွေလုပ်ခဲ့လို့ဒီလောက်လှပတဲ့ဘုံမိမှန်ကြီးနဲ့အခုနတ်ပြည်မှာမင်းချမ်းသာသာနေရတော့ဆိုအဲ့နတ်သမီးကရှက်တယ်ပြုလုပ်ခဲ့တာဘာမှမမဲ့ရမရှိရှက်ပါလေပြောရမှာနော်ကုသိုလ်ကောင်းမှုကနည်းနေတော့ရှက်တယ်လို့ပြောတာအဲ့တော့နတ်သမီးတယောက်ကတော့ဘာပြောတော့တပည့်တော်တဲ့ဆွမ်းလည်းမလောင်းဘူးဘာမှမလုပ်ဘူးဘယ်ကောင်းမှုမှလည်းမလုပ်ဘူး
တပည့်တော်လှုပ်တာတခုမှတ်မှတ်ရရတပည့်တော်လိမ်မပြောတတ်ဘူးတဲ့ဘယ်တော့ဖြစ်ဖြစ်အမှန်ပဲပြောတယ်မှန်တာတခုတည်းပြောတာနဲ့သူအဲ့ဒီဘုဗိမာန်ညာစဉ်းစားကြည့်နော်ဆွဆွမြဲမြဲတပည့်တော်မလိမ်တတ်ဘူးတဲ့ဘာပဲဖြစ်အမှန်တိုင်းပဲပြောတယ်အဲ့ဒီအမှန်တိုင်းပြောလို့တပည့်တော်ဒီဘုဗိမာန်ကြီးရတာတဲ့နောက်တစ်ခါအယုသမီးတယောက်အဲ့ဒီနတ်သမီးတယောက်နောက်ဘုဗိမာန်သွားတဲ့အခါကျတော့ဟဲ့နင်းဗိမာန်ကြီးကခန္ဓာလာကြီးလားဒီနတ်ပြည်ဘယ်ကုသိုလ်တွေပြန်လုပ်လာလို့ဒီကုသိုလ်ရဒီဗိမာန်ရတာတော့ဆိုအရှင်ဘုရားတဲ့တပည့်တော်လည်းဘာကုသိုလ်မှလုပ်ခဲ့တာမရှိပါဘူး